ကဘာအချမ်းသာဆုံးလူတစ်စက္ကန့်ကိုမြန်မာငွေ300ကျော်တယ်တရက်ကိုဒေါ်လာ432ကျူ9မီလီယံကျော်ဝင်တယ်အဲ့ဒီဘဲကြီးကဘာတူလဲသိလား Elon Musk ပါမင်္ဂလာပါ90ဘလိုးဘင်းကနေကြိုဆိုပါတယ်ကဘာမှာအချမ်းသာဆုံးကလူတိုင်းနီးပါးသိတဲ့ Elon Musk ပါဘယ်လောက်ထိချမ်းသာလဲဆိုတော့ဒေါ်လာ989ဘီလီယံထိချမ်းသာပါတယ်သူ့ရဲ့2025တနှစ်တာဝင်ငွေကဒေါ်လာ158ဘီလီယံရှိပါတယ်ဒီပမာဏကတာမန်လူတွေအတွက်အိမ်မက်တစ်ခုလိုတောင်ဖြစ်နိုင်ပါတယ်သူ့ဘဝရဲ့အစကတောင်အာဖရိကရဲ့ပရီတိုရီယာဆိုတဲ့မြို့မှာမွေးဖွားခဲ့ပါတယ်အသက်7နှစ်မှာကွန်ပျူတာပရိုဂရမ်ရေးတာမှာကျန်းကျုံလို့စုငွေဒေါ်လာ900ရခဲ့ပူပါတယ်သူ့ရဲ့ပထမဆုံးကုမ္ပဏီကတော့ Zip2 ဆိုတဲ့အင်တာနက်ကုမ္ပဏီတစ်ခုပါ Zip2 ကို1995ခုနှစ်မှာဒေါ်လာ309တန်းနဲ့ရောင်းလိုက်ပါတယ်သူ့အတွက်အမြက်ကဒေါ်လာ22တန်းဆိုတော့အသက်28နှစ်အရွယ်မှာမီလီယံနာတစ်ယောက်ဖြစ်နေပါပြီအင်တာနက်ဘဏ်လုပ်ငန်းစလုပ်ဖို့ Xstock ကုမ္ပဏီကိုဒေါ်လာ12တန်းနဲ့ထောင်းလိုက်တယ် Xstock ကမကြာခင်မှာပဲ Confinity နဲ့ပေါင်းပြီး PayPal လို့ပြောင်းလိုက်တယ်မကြာခင်မှာပဲ eBay က PayPal ကိုဒေါ်လာ1.5ဘီလီယံနဲ့ဝယ်လိုက်တယ် Elon Musk က PayPal ကိုရောင်းပြီးဒေါ်လာတန်း180ရလိုက်တယ်သူ့ရဲ့ကံကောင်းလာတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေဖြစ်ပါတယ်နောက်ပြီးသူက SpaceX ကိုထောင်းတယ်Tesla မိုတာနဲ့ Solar City တို့မှာရင်းနှီးငွေထည့်တယ်ဒါတွေကပဲသူ့ကိုအချမ်းသာဆုံးဖြစ်အောင်လုပ်ပေးခဲ့ပါတယ်